လုံချင်းအိမ်နေများပြားလွန်းတာကြောင့် VIP လို့တောင်တင်စားခေါ်ခံရတဲ့တောင်ကလာပါမြို့နယ်ကကိုရက်ကွက်တတိယတဲ့အခန်းအသစ်လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပရိဘောကအစုံအလင်ပါဝင်ပြီးမြေတာလမ်းမကြီးသူမင်္ဂလာလမ်းမကြီးတို့ရဲ့အနီးဆက်ဆုံးမှာတည်ရှိတဲ့အခန်းပဲဖြစ်ပါတယ်ရှင်။ပေ20-60ခရမ်းမြေပေါ်မှာတလွှာတခန်းဆောက်လုပ်ထားပြီးအခန်းရဲ့အကျယ်ဝန်းက18ပေ54ပေကျယ်ဝန်းပဲအခန်းရဲ့အမြင့်က9ပေရှိပါတယ်ရှင်။အလွှာအနေနဲ့ဆိုရင်တတိယဓာတ်4လွှာပဲဖြစ်ပါတယ်။မိန်းဝင်ပေါက်မှာဆိုရင်တကားနှစ်ထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားမယ်။အိမ်ရှိခန်းလေးကမျက်စိအေးစီဖို့အတွက်မြက်ခင်းစင်းကိုခင်းမိထားပဲဖြစ်ပါတယ်ရှင်။ Coffee table မျိုးပါဝင်မှာပဲဖြစ်ပါတယ်ရှင်။အလင်းအောင်ကောင်းကောင်းရဖို့အတွက်ပရင်းပေါက်များစွာအသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်။အိမ်ဝင်ပေါက်မှာဆိုရင်လည်းဖနက်စင်ကိုထားရှိပေးထားမယ်။ Partition box များစွာပါဝင်မှာပဲဖြစ်ပါတယ်ရှင်။အနည်းတာလုံးတက်တောင့်တက်တာအနားယူနေထိုင်နိုင်မှုအတွက်အိမ်ခန်းဧကန်တိုင်းမှာပါကီအပြည့်ခင်းမိထားပဲဖြစ်ပါတယ်ရှင်။ဖျားเจ้าဆောင်ပါဝင်မယ်24နာရီအခန်းအတွင်းမီနဲ့တခြားအိမ်သုံးလျက်စစ်ပစ္စည်းအသုံးပြုလို့ရဖို့အတွက် Power Station ပါဝင်မှာပဲဖြစ်ပါတယ်ရှင် BCC ကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာများပါဝင်ပြီး breaker များတက်ဆင်ပေးထားမယ်စာရွက်စာတမ်းအရှုပ်အရှင်းလုံးဝကင်းတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်ရှင်စီလင်မှာအလှချက်တရေနဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးတော့ဧကန်မှာလှပတဲ့ခန္ဓာမဲ့ TV ကွန်ဆိုဖာကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်အခန်းအတွင်းလုံခြုံမှုရှိစေဖို့အတွက်အလင်းအောင်ကောင်းကောင်းရမယ့်ပရင်းပေါက်တိုင်းမှာရှင်လုံးစက PVC တကားကိုတက်ဆင်ပေးထားမယ်တန်ပန်းပတ်လေးတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်ကိုရီးယားကျွဆွဲလိုက်ကများကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှောင်းလန်းကအတော်ကျယ်ဝန်းပြီးအိမ်ခန်းရဲ့တကားများဆိုရင်အရေးသွေးမြင့်တဲ့တကားတွေကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်ရှင်အိမ်ခန်းတိုင်းမှာပရင်းပေါက်ပါဝင်မယ်ရေမီစေချမ်းခင်းအကုန်အသစ်အသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်တခန်းလုံးမှာအေးအကွန်3လုံးပါဝင်မှာပဲဖြစ်ပါတယ်ရှင်ဒုတိယအိမ်ခန်းထဲမှာဆိုရင်နံရံကပ်ဘီတို့ဂရင်မှွေရမှန်တင်ကုံကအစားထည့်သွင်းပေးထားပဲဖြစ်ပါတယ်ဒီဘုံကအဝင်းစလိုက်တော့တက်ဆင်ပေးထားမယ်ကျွေးပြားအပြည့်ခင်းမိကပ်ပေးထားပြီးမိဘုံကရဲ့အကျယ်ဝန်းကဧည့်သည်တော်များစိတ်တိုင်းကြဖြစ်စီမှာအမှန်ပါပဲရှင်အဝိလျှော်ဆက်ရေခဲတစ်တာထားလို့ရမယ့်နေရာတွေပါဝင်မယ်ရေချိုးခန်းအိမ်သာတီးတန့်ပါဝင်ပြီးနံရံမှာကျွေးပြားအပြည့်ကပ်ပေးထားပဲဖြစ်ပါတယ်ရှင် pressure pan water heater gas မီးဖို့တစ်ခုနဲ့အညော်ဆုပ်ဆန်အဝတ်လှမ်းတဲ့အတန်းကအစားအသေးစိတ်ထည့်ပေးထားပဲဖြစ်ပါတယ်ရှင်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးတောင်ကလာကတော့ရေတော်တော်လေးကိုကောင်းပြီးကြည်တန့်နေရပါပဲရှင်ဘားကောင်တာမီးဖို့ခုံဘေးစင်းနေရဆိုရင်တေချာလေးပြုတ်လုပ်ပေးထားမြင်တွေ့ရပြီးအပေါ်ဖက်အောက်ဖက်မှာဆိုရင်ကပ်ပိနက်ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်အရေးပေါ်ဒီကားပေါက်မှာဆိုရင်တကားနှစ်ထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်အယောင်ခေါ်ဈေးရဆိုရင်ဖြင့်3690ကိုအထူးညနိုင်အောင်ချပြီးသွားမှာပဲဖြစ်ပါတယ်အိမ်နံပါတ်ပေါင်းခြင်းနဲ့အလှည့်အားဆိုရင်ဖြင့်3အရှိလှည့်ပဲဖြစ်ပါတယ်ရှင်ပတ်ဝန်းကျင်အလွန်တန်ပြီးတိတ်ဆိတ်လာတဲ့လုံးချင်းအိမ်တွေပေါ်များလာတဲ့တောင်ကလာပါမျိုးတွေကကိုရက်ကွက်ဇာနီလန်းတွေကအခန်းအသစ်ကလေးကိုလူကြီးမင်းတို့အကြိုက်နဲ့ထပ်တူကြစီမယ်ဆိုရင်လာရောက်ဝယ်ယူဖို့အတွက်တိုက်တွန်းလိုက်ပါစီရှင်နှလုံးသားတွေနှွေးထွေးစေမယ်အေးချမ်းလုံခြုံမှုတတ်တောင့်တတအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစီလို့ရှင်စင် property မှာစုမွန်ကောင်းတောက်ပေးလိုက်ပါတယ်ရှင်ချေရတဲ့ဧည့်သည်တော်များတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်